ငဖယ်မဟုတ်တဲ့ငဖယ်ကြော်လေးလှုပ်စားရအောင်ခုဗီဒီယိုမှာစိမ့်နေတာကတော့ဂျုံပါဂျုံကိုစွဲတို့အရင်နယ်ပါမယ်နယ်ပြီးသွားပြီဆိုရင်တော့အခုဗီဒီယိုမှာပြထားတဲ့လိုမျိုးလေးပြန်ပြီးတော့ဆေးချပါမယ်စိမ့်နဲ့ခုဗီဒီယိုမှာပြထားတဲ့အတိုင်းအတာလေးရောက်ပြီဆိုရင်ရပါပြီရှင်ပြီးပြီဆိုရင်စွဲတို့အရသာလေးတွေဆက်ပြီးနယ်ပါမယ်ကဲအရသာလေးအတွက်ဘာလေးတွေထည့်မလဲဆိုတော့အယောင်လေးပါတာကြိုက်တဲ့အတွက်ဇွဲရတော့အယောင်တင်မဟုတ်အနေငယ်ထည့်ထားပါတယ်ပြီးစားဟင်းချုံမဟုတ်အရသာမဟုတ်ထည့်ပါမယ်အဆက်ကြရင်အဆက်တစ်ခါလေးထည့်ပြီးနယ်လို့ရပါတယ်မကြိုင်တော့မထည့်ပါနဲ့ရှင်ပြီးတော့ရင်တော့မိမိစိတ်တိုင်းကြပုံစံအနေထားနဲ့ပုံဖော်ပြီးတော့ကြော်လို့ရပါတယ်ကြော်ပြီးသားကိုအချင်းရည်လေးနဲ့တုပ်စားလို့လည်းရတယ်လို့တချို့ကျတော့လည်းအာလူးလေးနဲ့ပြန်ပြီးတော့နှက်ပြီးတော့ချက်စားကြတာလည်းရှိပါတယ်ဇွဲကတော့ခရမ်းသီးနဲ့ပြန်ပြီးတော့ကြော်စားဖြစ်ပါတယ်ခရမ်းသီးနဲ့ကြော်စားရတဲ့ဗီဒီယိုဖိုင်ကိုနောက်တစ်ဖိုင်ချရင်တင်ပြပါမယ်ရှင်အကြိုက်တူရဆိုရင်တော့ like ပြီးလှုပ်ရှားကြည့်ပါအားလုံးအဆင်ပြေချုံမွေးကြပါစေရှင်